လာမယ့်17ရက်နေ့တောက်ကြည155 104ပြိုင်ပွဲမှာမြန်မာကိုစားပြုမွန်ဖိုက်တာစွန်ရဲရဲပွဲပါဝင်လာပြီးဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Monstate NA Channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီချိန်မှာလဲစွန်ရဲရဲ့ပြိုင်ဘက်ကထိုင်းနိုင်ငံသားခွန်ပွန်နွဲလို့ခေါ်တဲ့ဖိုက်တာနဲ့ရှင်ပြိုင်ထိုးတရမှာဖြစ်ပါတယ်စွန်ရဲနဲ့ခွန်ပွန်နွဲတို့135ပေါင်ဖလိုက်ဝိတ်တန်းမှာထိုင်းပွဲထိုးမှာပါစွန်ရဲရဲ့ပြိုင်ဘက်ခွန်ပွန်နွဲရဲ့တက်က32ဖြစ်ပြီးအရမီကတော့9ပေ6လက်မှရှိပါတယ်ခွန်ပွန်နွဲဟာ155ပြိုင်ပွဲတွေမှာ6ပွဲထိုး4ပွဲနိုင်2ပွဲရှုံးရလာပိုင်ဆိုင်ထားပြီးဘောနက်စု3ကြိမ်စော့ကူထားပါတယ်သူနိုင်ရထားတဲ့4ပွဲထဲမှာဆိုရင်3ပွဲထိကို KO ဖြစ်နိုင်ရထားပြီးတော့တပွဲကိုအမှတ်ဖြစ်အနိုင်ရထားပါတယ်သူရှုံးလိုက်ထားတဲ့2ပွဲကိုတော့အလဲထိုးဖြစ်ရှုံးလိုက်ထားတာဖြစ်ပါတယ်သူရဲ့ထိုးတပ်ပုံစတိုင်ကိုပြောရမယ်ဆိုရင်ခွန်ပွန်နွဲဟာ3လိုက်တိုက်ကြားခိုက်ဝုံနိုင်ကျထိုးတတ်တဲ့ဖိုက်တာတစ်ယောက်ဖြစ်ပြီးလက်တီပါဝါကောင်းလို့ပြိုင်ပွဲရဲ့ကစားပုံကိုလည်းအချိန်တိုတွင်းဖတ်ရှုနိုင်သူတစ်ယောက်ပါသူလဲထိုးနဲ့အနိုင်ရထားတဲ့ပွဲတွေမှာဆိုရင်ပထမချီတွေမှာပြိုင်ပွဲရဲ့ကစားပုံကိုတေချာလေ့လာပြီးဒုတိယချီကြမှာအပြတ်ကိုစော်ပါတယ်အဝင်ထွက်ရဲလွန်းတာကြောင့်ပြိုင်ပွဲရဲ့ကောင်တာလက်တီမိပြီးမထင်မှတ်ပဲအလဲထိုးနဲ့ရှုံးနေခဲ့တဲ့ပွဲတွေလည်းရှိခဲ့ပါတယ်မွန်ဖိုက်တာဆိုရက်ကတော့ထိုင်းဖိုက်တာတွေနဲ့ကန်ဆတ်တယ်လို့ပြောရမှာပါဆိုရက်ဟာဒီပွဲမတိုင်ခင်155ပြိုင်ပွဲတွေမှာ10ကြိမ်ထိုးတတ်ထားပြီးထိုင်းဖိုက်တာတွေနဲ့6ကြိမ်ထိရင်ဆိုင်ထိုးတတ်ခဲ့ရတာဖြစ်ပြီး2ကြိမ်ပဲနိုင်ရခဲ့တာကြောင့်ထိုင်းဖိုက်တာတွေနဲ့တွေ့ရင်ဆိုရက်အနေနဲ့ရက်လက်ပိုင်းတိတ်မကောင်းဘူးလို့ပြောရမှာပါဒီလေးပွဲဆက်ရှုံးနေထားတဲ့ရက်လက်ကဆိုရက်155ပြိုင်ပွဲရဲ့အစောပိုင်းတွေမှာထိုးတတ်ခဲ့ရတာဖြစ်ပြီးတော့2024နောက်ပိုင်းမှာဆိုရက်က9ပွဲဆက်တိုက်နိုင်ရပြီးစွန့်ဆောင်ရည်ကောင်းတွေချပြထားနိုင်ပါတယ်ဆိုရက်ဟာပြီးခဲ့တဲ့2024ခုနှစ်ကနေအခုထိ155ပွဲစဉ်9ပွဲထိုးထားပြီး9ပွဲစလုံးကိုအနိုင်ရထားပါတယ်ပြီးခဲ့တဲ့ February လမှာအဂျီယာဖိုက်တာဂျိုအာချင်းအော်ဂီနဲ့နောက်ဆုံးထိုးတတ်ထားတာဖြစ်ပြီးထိုပွဲမှာအော်ဂီကိုနောက်တောင်းချိန်ကြအောင်ထိုးနိုင်ခဲ့ပြီးတိုင်ဆောင်ပြအမှတ်ဖြစ်အနိုင်ရထားတာဖြစ်ပါတယ်ဆိုရဲဟာ155ပြိုင်ပွဲတွေမှာစုစုပေါင်း10ပွဲထိထိုးထားပြီး6ပွဲနိုင်4ပွဲရှုံးနေထားတာဖြစ်ပြီးတော့မြန်မာဖိုက်တာတွေထဲမှာဆိုရင်ဆိုရဲက155ပြိုင်ပွဲတွေမှာအကြိမ်ရများဆုံး10ကြိမ်ထိုးတတ်ထားတဲ့ဖိုက်တာဖြစ်မှတ်တမ်းဝင်ထားပါတယ်ဆိုရဲဟာ2024နောက်ပိုင်းမှာတောက်လျှောက်လက်ရည်တည်ငြိမ်လာပြီးမြန်မာဖိုက်တာတွေထဲမှာမွေသားရဲ့ထိုးတတ်ပုံနည်းစနစ်အသားကျဆုံးသူလို့သတ်မှတ်လို့ရပြီးအမှတ်ပေးစနစ်ကိုနားလည်ပိုင်နိုင်စွာကစားတတ်တဲ့သူတစ်ယောက်ပါဒါပေမဲ့စွန်ရဲရဲ့အားနည်းချက်ကသူအနိုင်ရခဲ့တဲ့ပွဲအလုံးထဲမှာအလဲထိုးနိုင်ပွဲကတပွဲပဲရှိတာကြောင့်အလဲထိုးပါဝါပိုင်းမှာအားနည်းတယ်လို့မြင်မိပါတယ်နောက်ပြီးစွန်ရဲကမြန်မာဖိုက်တာဖြစ်တဲ့တော့မာကုံပိုင်းမစိုးပေမဲ့အရန်ကြီးမာတဲ့ထဲမှာမပါပါဘူးနောက်တစ်ခုကစွန်ရဲအနေနဲ့ဒေါ်လာ30စာချုပ်မှန်းထားတယ်ဆိုရင်အလဲထိုးလက်တီးပါဝါပိုင်းတင်လာဖို့လိုပါတယ်ဆိုရက်က9ပွဲဆက်တိုက်နိုင်ရထားတာဆိုတော့ကိုယုံကြည်မှုအပိုင်းမှာအကောင်းဆုံးနေထားမှာရှိတာဖြစ်ပြီးတော့လာမယ့်ပွဲမှာအလဲထိုးနဲ့နိုင်ရခဲ့ရင်ဒေါ်လာ30စာချုပ်ရဖို့နီးစပ်သွားမှာဖြစ်ပါတယ်ဒီပွဲဟာလွယ်ကူမဲ့ပွဲစဉ်ပွဲမဟုတ်ပေမဲ့လက်ရည်တည်ငြိမ်နေတဲ့ဆိုရက်ကပဲအနိုင်ရသွားမယ်လို့ထင်မိပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့မေတ္တာရပ်ခံလိုက်ပါတယ်